အားလုံးပဲမင်္ဂလာပါခင်ဗျာ Football Forever Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဂျူဗင်တက်စ်အသင်းနီကိုလတ်ဂျက်ဆင်ကိုခေါ်ယူရန်ချယ်ဆီအသင်းနှင့်ဆွေးနွေးလျက်ရှိဂျူဗင်တက်စ်အသင်းသည်ချယ်ဆီအသင်းမှတိုက်စစ်မှုနီကိုလတ်ဂျက်ဆင်အားခေါ်ယူရန်ဖြစ်နိုင်ခြေရှိမရှိလေ့လာဆန်းစစ်လျက်ရှိသည့်ချယ်ဆီအသင်းအနေဖြင့်ယခုအပြောင်းရွှေ့တွင်တိုက်စစ်နေရာအတွက်ဒီလက်ကိုခေါ်ယူထားခဲ့ရာဂျက်ဆင်အနေဖြင့်ပုံမှန်ပွဲထွက်ခွင့်ရရန်အာမခံချက်မရှိပါကအသင်းပြောင်းရွှေ့နိုင်ခြေမှာဖြစ်နိုင်ခြေရှိနေပါသည်အက်စတွန်ဗီလာနောက်ခံလူလူကတ်ဒီနီသည်အက်တလက်တီကိုမက်ဒရစ်အသင်းနှင့်ပြောင်းရွှေ့ရန်ဆွေးနွေးမှုများစတင်လှုပ်ဆောင်နေကြောင်းသိရသည့်လူကတ်ဒီနီသည်အက်တလက်တီကိုမက်ဒရစ်အသင်းသို့ပြောင်းရွှေ့ရန်ကနဦးဆွေးနွေးမှုများစတင်ပြုလုပ်နေပြီဖြစ်ပြီးအက်တလက်တီကိုမက်ဒရစ်အသင်းသည်ရင်းအားခေါ်ယူရန်အတွက်အက်စတွန်ဗီလာအသင်းသို့ပေါင်၈တန်းဖြင့်ကနဦးကမ်းလှမ်းရန်ပြင်ဆင်နေကြောင်းသိရသည်ဖလော်ရီယန်ဝါ့စ်လီဗာပူးသို့ပြောင်းရွှေ့ခြင်းယူရို116.5 တန်းဖြင့်ဗြိတိန်ပြောင်းရွှေ့ခြင်းစံချိန်တင်ခဲ့ပြီးပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်တွင်ယခင်ကအမြင့်ဆုံးပြောင်းရွှေ့ခြင်းရှင်မှာမိုဆက်ကိုင်စီတိုဖြစ်ပြီးယင်းကိုချက်စီမှယူရို115 တန်းဖြင့်ခေါ်ယူခဲ့ခြင်းဖြစ်ပြီးယင်း၏နောက်တွင်အန်ဇိုဖာနန်ဒက်စ်106.8 တန်းဒီကလန်ရိုက်စ်105 တန်းဂျက်ကရီလစ်တန်း100လူကာကူ9.5 တန်းဖြင့်အစဉ်လိုက်ရပ်တည်လျက်ရှိပါသည်ဖမ်ဘရီဇီယိုရိုမာနို၏ဘရိုင်ယန်အမ်ဘူမိုအကြောင်းထုတ်ဖော်ပြောဆိုမှုဖမ်ဘရီဇီယိုရိုမာနိုကဘရိုင်ယန်အမ်ဘူမိုနှင့်ပတ်သက်၍ဒီသဘောတူညီချက်အတွက်ဆွေးနွေးမှုတွေကဆက်လက်လှုပ်ဆောင်နေပါတယ်လက်ရှိအချိန်မှာတော့မန်ချက်စတာယူနိုက်တက်အနေနဲ့ဘရန်ဖို့နဲ့ပြောင်းရွှေ့ခြင်းသဘောတူညီမှုရဖို့ကြိုးစားနေတာကိုစောင့်ကြည့်နေရတော့မှပဲသူတို့ပထမဆုံးအကြိမ်ကမ်းလှမ်းခဲ့တာက10 ရက်လောက်ရှိပါပြီဒါပေမဲ့ပယ်ချခံခဲ့ရပါတယ်ဟုပြောကြားခဲ့ပါတယ်အားကစားသတင်းတွေနားထောင်ရတာကြိုက်နှစ်သက်တယ်ဆို channel လေးကို subscribe လုပ်ပေးသွားဖို့တောင်းဆိုပါတယ်ခင်ဗျာ